မင်္ဂလာပါခင်ဗျာဒါလေးကတော့ကျွန်တော်တို့6လမ်းမှာရှိတဲ့ပေါက်ပေးလေးကိုကျွန်တော်တို့လိုက်က final ဆွဲဖို့အတွက်ကိုကတိုက်ခရှင်းလုပ်ထားတဲ့အခြေအနေလေးပဲဖြစ်ပါတယ်ဒီဘောလေးလုံးကကိုကျွန်တော်တို့ညနေပဲပြချာမမကကန်နဲ့နော်မကလုပ်ပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလက်ကောင်းလေးဖိုင်နယ်ပြီးသွားကျွန်တော် setting ပေးပါမယ်